ဒီဗီဒီယိုလေးကတော့ Qualcomm CPU သုံးထားတဲ့ Redmi 8A လေးကိုကျွန်တော် global chain တာဖြစ်ပါတယ် global chain နေဆိုတာကကျွန်တော် firmware ရေးတာပေါ့နော် firmware ပြန်တင်တာပေါ့နော် global firmware ကိုပြန်တင်တာပါကျွန်တော်တင်မယ်ဆိုရင်ကျွန်တော်9008ဝင်ရတယ်ပေါ့နော်9008ဘူးဝင်ရတယ်ကျွန်တော်တက် point ထောက်မယ် device manager မှာကျွန်တော်ကြည့်မယ်ပေါ့နော်ကျွန်တော် analog 2ကိုသုံးပြီးတော့ပြပေးတာပေါ့နော်ဒါမှကျွန်တော်ဒီဗီဒီယိုမှာ analog 2နဲ့မရေးဘူးပေါ့နော် okay ကျွန်တော်တက်ပိုင်းထောက်လိုက်မယ်ဆိုတော့ဒီလို9008ဆိုပြီးတော့ port တည်သွားမယ်ပေါ့နော်ဒီ port မတည်ဘူးဆိုရင်ကျွန်တော်တို့ကရေးလို့မရပါဘူးနော် port အရင်တည်အောင်လုပ်ရမယ်ကျွန်တော် port တည်ဖို့အတွက် driver တွေထည့်ထားမယ်ကျွန်တော်တို့ Qualcomm သွားမယ်သွားပြီးရင်ဒီမှာကျွန်တော်သူတက်ဆိုင်တဲ့ model တွေဒီဖုန်းအမျိုးအစားရွေးမယ်ပြီးရင် model ရွေးမယ်ပြီးရင် firmware ရွေးရမယ်ပေါ့နော်ကျွန်တော်တို့ကဖုန်းတစ်လုံးကို firmware တင်တော့မယ်ဆိုရင်သက်ဆိုင်ရာသူ့ရဲ့ driver တွေကိုကွန်ပျူတာထဲမှာအရင်ထည့်ထားတာပေါ့နော် Samsung ဆို Samsung Qualcomm ဆို Qualcomm MTK ဆို MTK ပေါ့တကယ်လို့ဒါဒီ driver တွေထည့်မထားဘူးဆိုရင်ကျွန်တော်တို့ကဒီ port ထိုးတဲ့အခါမှာပေါ့နော် driver error တက်တယ်ပေါ့ error တက်ရင်တော့ကျွန်တော်တို့ဒီကွန်ပျူတာနဲ့ဖုန်းနဲ့မချိတ်ဆက်မိရင်ကျွန်တော်တို့ firmware တင်တာတွေပါတယ်အလုပ်မလုပ်ဘူးပေါ့နော်ဒီ driver file တွေကိုကျွန်တော်Telegram group ထဲမှာတင်ပေးထားတယ်ပြီးတော့ဗျာGoogle မှာလည်းအလွယ်ကူရှာပြီး download လုပ်ရတယ်ပေါ့နော်ကျွန်တော်အဲ့ဒါကိုပြီးရင်ကျွန်တော်သက်ဆိုင်တဲ့ driver တွေကိုကျွန်တော်တစုတစည်းတဲ့ဒီ Telegram group မှာတင်ပေးမယ်ပေါ့နော်ဒီမှာဆိုကျွန်တော် model ရွေးတယ်ဗျာအောက်ကဒီအောက်မှာတော့ကျွန်တော်တို့ဟို firmware ရွေးရမယ်ပေါ့နော်ဒီမှာ firmware ရွေးမယ်ပေါ့ဒီကျွန်တော်တင်မယ် firmware ပေါ့ဟို Redmi 8A ပေါ့နော် 8A firmware ကိုကျွန်တော်ရွေးမယ်ပေါ့โอเคရွေးပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာ9008လဲဝင်ထားတယ်ပေါ့နော်တက် point ထောက်ပြီး9008လဲဝင်ထားတယ်ကျွန်တော် flash နှိပ်လိုက်မယ်ဆိုရင်ဒါ firmware ကတင်သွားမယ်ပေါ့နော်โอเคဒါမှကျွန်တော်ကဒီဒါကိုကျွန်တော်မတင်သေးဘူးပေါ့နော်မတင်ဘဲနဲ့ကျွန်တော်ဒီ AMOLED 2တွေဝဲသုံးတဲ့2တွေမလိုဘဲနဲ့ပေါ့နော်ကျွန်တော်နောက်ထပ်2လေးတစ်ခုနဲ့ပေါ့နော် firmware တင်ပြပေးမယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီ AMOLED 2မရှိတဲ့လူတွေပေါ့ဗျာအဆင်ပြေအောင်လို့ပေါ့နော်โอเคအခုကျွန်တော်သိချင်တာကဗျာဒီမှာဒီကျွန်တော်တို့ Qualcomm firmware ဆိုရင်ကျွန်တော်အထက်မှာဗျာဘာရှိလဲဆိုတော့ဒီမှာပေါ့နော် Pro EMC file ဟုတ်သူ့သက်ဆိုင်ရာနံပါတ်လေးတွေပေါ့နော်ဒီ file လေးကို firmware ထဲမှာတွေ့ပြီဆိုရင်ကျွန်တော်တို့က raw program 0ဒီမှာပေါ့နော်ဒီ file လေးတွေပေါ့နော်ဒီ file လေးတွေကိုကျွန်တော်တို့ firmware ထဲမှာတွေ့ပြီဆိုရင်ဒါ Qualcomm firmware လို့ကျွန်တော်တို့သတ်မှတ်ကြမယ်ပေါ့နော်ကျွန်တော် MTK firmware ဆိုရင်တော့ကျွန်တော်မနေ့ကပြောသလိုပေါ့ဗျာဒီမှာကျွန်တော် MTK M-Drive scatter file ပေါ့နော်ဒီ file ကိုတွေ့ရင်တော့ဒါ MTK CPU သုံးထားတဲ့ firmware ဗျာဆိုတော့ကျွန်တော်ပြောတဲ့ဒီ Qualcomm ဆိုရင်တော့ Qualcomm နဲ့သက်ဆိုင်တဲ့ဟာလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုသိထားရင်ကျွန်တော်တို့ firmware ကိုခွဲခြားတတ်မယ်ဗျာ MTK လားဒီ firmware က MTK သုံးထားတဲ့ CPU မှာရေးရမယ် firmware လား Qualcomm firmware လားဆိုတော့ကျွန်တော်တို့ဒီ file လေးကိုကြည့်ပြီးတော့သိနိုင်မှာပေါ့နော် Okay အဲ့ဆိုရင်ကျွန်တော်ကဒီ2လေးနဲ့ပေါ့နော်ဒီ2လေးနဲ့ကျွန်တော်တစ်ချက် firmware ဆိုတော့ firmware ကိုကျွန်တော်တစ်ချက်တင်ပြမယ်ပေါ့နော်ဒီကောင်လေးကတော်တော်မိုက်တယ်ကျွန်တော်တို့ Note 9 4G တို့ Redmi 8တို့ Redmi 8A Redmi 7 Redmi 7A တော်တော်များများတင်လို့ရတယ်ဗျာဒီကောင်လေးနဲ့ကျွန်တော်တို့ကဒီ Analog 2တို့ဘာလို့ဆိုဝဲသုံးရတာပေါ့နော်ဈေးကြီးတယ်ပေါ့ကျွန်တော်တို့ Xiaomi လောက်ကတော့ဗျာကျွန်တော်ဆိုရင်တစ်ခါတလေ Analog 2မသုံးမနဲ့ဒီကောင်လေးနဲ့ပဲတင်တယ်ပေါ့နော်တော်တော်လေးအဆင်ပြေတယ်ပေါ့ဒါပေမဲ့ဒီကောင်လေးနဲ့ရင်းရင်တော့အချိန်လေးကတော့နည်းနည်းကြာတယ်ချိန်ကြာတယ်ပြီးတော့ဒီ Analog 2လောက်မမြင်ဟမ်းမဲ့ပေါ့ဗျာဟိုinternet line မကောင်းတာတို့အားလို့ဆိုရင်ကျွန်တော်ဒီကောင်လေးနဲ့ပဲရေးလိုက်တယ်ဗျာ
ကျွန်တော် Android 2မသုံးတဲ့လူတွေပေါ့နော် Android 2ကိုမဝယ်ရသေးတဲ့လူတွေဆိုရင်တော့ဒီကောင်လေးသုံးလို့အဆင်ပြေတယ်ပေါ့ဗျာဒီ Xiaomi ဖန်ဝဲရေးတာလောက်ကိုပြောပါတယ်တခြားဟာတွေတော့မပါဘူးပေါ့ဒါဒီကောင်ရေးပြီးသွားရင်တော့ဗောနော်ဒါဆိုရင်ကျွန်တော်တို့ global ဖုန်းက global ဖြစ်သွားမယ်ဘာဖြစ်လို့ global ဖြစ်သွားမလဲဆိုတော့ဘလို့တာ unlock လောက်ကြမလို့ပေါ့နော်ကျွန်တော်အခုတင်ထားတဲ့ firmware ဘလို့တာ unlock မလုပ်ဖက်နဲ့ရေးရုံနဲ့ global 10ဖြစ်တယ်ပေါ့နော်โอเคကျေးဇူးတင်ပါတယ်ကျွန်တော်ပြီးအောင်တော့မဆောင်တော့ဘူးပေါ့နော်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်ဗျ